ဒီလိုကိုယ်ပိုင်ကြီးများကိုသူကြီးပြီးတိမ့်သေးကြပါမရှိဘုရားဝန်ကြီးရောဒီမှာအိုင်ဘုံလုံးကြောက်တော့ရရှိပါတယ်ဘုရားဝန်ကြီးကဆောက်ရတာခက်တဲ့ခက်တဲ့ကျေးဇူးကတက်ပါတယ်ဖြစ်ပါတယ်ဘုရားဝန်ကြီးတရားနေပြီးတော့များမော်တော်စားကောက်ရတာကိုဒီမှာရှိတယ်ဒီကဒေဒေသာသာဘုံများတက်တွေပြီးတော့ပြန်ပေးဖို့ကြပါလေဒီစားဆိုတာပြကြတဲ့ဆာပါတယ်ဘုပ္ပရှင်အားပြီးတော့လည်းဆက်တဲ့ပြန်ပြီးတော့ကျေးဇူးဆက်ပေးပါတယ်ဖြစ်ပါတယ်ကောက်ရပြီးတဲ့ဘာမှဘုပ္ပတတ်ပါဘူးအိုင်ဖုန်းဖြစ်ပါတယ်ပါရှင်တို့လာသူ့ရဲ့ဒီလိုဖြစ်နေတဲ့ဖတ်ထားတဲ့ဘုန်းကြီးရဲ့ပါရှင်တို့ကတော့ဘုံကဘုံမတက်ဘူးပဲဖတ်တန်းတွေကဘုဒ္ဓဟုတ်ကြမလို့ဘုရားမူကြီးဆက်တဲ့ကိုကြီးခြေတော်အားဖြင့်ဒီလိုပေါက်ရထားလို့ရှိရင်တတိယကြေကြားရတာကိုဒါရောဆက်သွယ်အားနာပေးကြဖို့ကုညီပေးကြဖို့လည်းဒီဒီသနာနဲ့ဣဒ္ဓကြကအပ်ပါရခင်ဗျာဝိုင်းကုညီပေးကြပါဒီတော့ဘုရားမူပါရဲ့မှာတောင်းနဲ့တောင်းထောင်းကျွန်တော်ဒီနေတာရှိပါတယ်ပစ္စည်းတွေကြောက်ကြနေပြီးတော့တတိထားကြပါဦးလေဒီလိုပါတယ်ဒီမှာဒီပါမင်းများရဲ့ပိတ်ပင်တာတကယ်များမကြဘဲလားသူ့ကိုယ်ရဲ့ရှင်နေဒီပါတယ်ဒီလိုရဲ့အိတ်တဲ့ဓာတ်တွေနေရာတွေကိုအားလုံးသိသိကြကြနေရာကြီးတက်ပတ်ပြီးပါဆရာမူရဲ့ဒီမှာသူ့ဘယ်ရဲ့လောက်ကြပါဒီတက်ပတ်နေတာပြန်ကြပါဒီလိုပဲတော့ကြောက်နေတာဒီပါတယ်အခုတည်းခတိသာလားစကားသူ့ကောင်းကောင်းမပြောတဲ့ခတိကြောက်ဆိုတဲ့ကြားပေါ်ရခက်ပါတယ်နော်ဒီလိုဒီလိုသားသမီးများကိုအတူတူတက်ပါ